စမတို့ရဲ့ channel လေးကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဆက်အောင်ရေးသားထားတဲ့ဘိုးရဲနဲ့လောကမာယာဆိုတဲ့ဂမ်ဘီယာဇာတ်လမ်းတွေကအပိုင်း၃ဖြစ်တဲ့ကျုပ်နဲ့တေရွာပြန်မိန်းကလေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါဒီဇာတ်လမ်းလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့အသစ်တွေတင်တိုင်းသိရှိရအောင်လို့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပေးထားကြပါအောင်နော်ခုတော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါရှင်ကျုပ်နဲ့တေရွာပြန်မိန်းကလေးစနကရဲ့ပြောဆိုမှုကြောင့်မနက်စာထမင်းကျန်တဲ့ငချောက်ဖုတ်စီဆန်ကိုစားပြီးတော့အဖေနဲ့အမေကိုခရီးသွားမယ့်အကြောင်းပြောပြလိုက်တယ်ပထမပိုင်းမှာအင်တာနက်ဖြစ်နေပြီမဲ့လေငယ်စဉ်ကတည်းကလှုပ်ချင်ရတစွတ်ထိုးလှုပ်တတ်တဲ့ကျုပ်ရဲ့ညံစုပ်ကိုသိတာကြောင့်တားမြမဲ့အတူတူဆိုပြီးခွင့်ပြုပေးလိုက်ကြတယ်အမေကမုတ်ဖိုးဆိုပြီးငွေ9ချက်ထုတ်ပြီးတော့ကျုပ်ကယူမယ်အလို့စနကတားတာနဲ့မယူတော့ပဲအဝတ်အစားအပိုနှစ်စုံကိုလွှဲတက်ထည့်ပြီးလမ်းမှာအပြင်းပြေဝါဖို့ဆိုပြီးကွန်300ခန်းလောက်ကိုစက်ကူနဲ့ထုတ်ပြီးအိမ်ကနေထွက်ခဲ့လိုက်တော့တယ်။စနကကိုဘယ်ကိုသွားမှလဲလို့ခရီးပန်းနိုင်အကြောင်းကိုမေးမြန်းကြည့်လိုက်တော့ရိုးမတော်ရဲကိုအရင်သွားဖို့တိုက်တွန်းတာနဲ့ကျုပ်လဲစနကကိုအဖော်လုပ်ပြီးတော့ရိုးမတော်ဘက်စီကိုဥတီသွားနေလိုက်တော့တယ်။မွတ်တဲ့ချိန်ရောက်တဲ့အခါမှာရိုးမတော်ဆက်ကိုရောက်သွားတယ်။အဲဒါကြောင့်ကျုပ်လဲရေကလည်းငက်ဘိုက်ကလည်းဆာလာတာနဲ့တောဆက်ရောက်တဲ့အခါစိတ်ပြက်လက်ပြက်ပုံစံမျိုးနဲ့ထိုင်ချပြီးနားနေမိတော့တယ်။စနကလည်းကျုပ်နဲ့မျက်နှာချင်းဆိုင်နေရာမှာထိုင်လိုက်ပြီးတနေရာကိုလက်ညှိုးညွှန်ပြနေတယ်။ကျုပ်လည်းသူညွှန်ပြတဲ့နေရာကိုလှမ်းကြည့်လိုက်တဲ့အခါတခွားသီးနှလုံးကိုတွေ့တာနဲ့ဘာမှပြောမနေတော့ပဲတခွားသီးနှလုံးကိုအပြေးသွားယူပြီးတကျွတ်ကျွတ်နဲ့အားရပါရဝါစားနေမိတော့တာပေါ့။တခွားသီးနှလုံးကုန်သွားတော့မှပဲကျုပ်လည်းအစာငက်ရေငက်ပြေးပြီးလူရောစိတ်ပါလန်းဆန်းသွားတယ်။အားရင်တွေပြန်လဲပြေဖြိုးလာသလိုကိုလည်းထင်လိုက်မိသေးတယ်။အဲ့ဒီနောက်တော့ကျုပ်လဲအိတ်ထဲထည့်ယူလာတဲ့ကွန်းရထုတ်ထဲကနေပြီးကွန်း100ကိုယူပြီးဗဇက်တဲထိုးထည့်လိုက်တယ်။စနကညီတော်တို့ကဘလို့အစားအစာမျိုးစားရလဲ။အကိုကြီးညီတော်တို့ကကိုတူကန်တရားကြောင့်တောင့်တလိုက်တာနဲ့အလိုလျောက်ပေါ်လာတဲ့အစားအစာတွေကိုသာစားရပါဘလို့အချိန်မှတောင့်တတာလဲဗိုက်စားတဲ့အချိန်လားညီတော်တို့ရုပ်ခန္ဓာကိုယ်ကကိုယ်တုကန်အကျိုးပေးကြောင့်ယောဂဝေဒနာဆိုတာမျိုးမရှိကြပါဘူးရုပ်စွာအစုံတန်းဝေတာနှာချေတာဗိုက်စားတာဆိုတဲ့အကျိုးတရားများမရှိကြပါဘူးဒါဆိုအစားအစာကိုဘာကြောင့်တောင့်တကြရလဲညီတော်တောင့်တခြင်းဆိုဒီမှာအကြောင်းနှစ်ရပ်ရှိပါတယ်ပထမတစ်ခုကရတတနာရဲ့အလိုအတိုင်းအရသာကိုခံစားချင်တာကြောင့်တောင့်တကြတာပါနောက်တစ်ကြောင်းကမေးရခြင်းမဖြစ်အောင်လို့အစားအစာကိုတောင့်တကြရတာပါဘယ်လိုမေးရခြင်းမျိုးမဖြစ်အောင်လဲညီတော့ဒီလိုပါကိုကြီးကျွန်တော်တို့ဘုံဌာနေမှာစွတ်တေခြင်းဆိုတဲ့သိဆုံးရခြင်းအကြောင်း၃ခုရှိတယ်ပထမတစ်ခုကဘုံဘဝခံစားရမယ့်ကုသိုလ်ကံကုံဆုံးလို့စွတ်တေခြင်းဖြစ်ပါတယ်ဒုတိယတစ်ခုကကိုယ့်ထက်ကုသိုလ်ကံမြင့်မာလို့ကိုယ့်ထက်တကူပို့ထွားပြီးကိုရောင်ကိုဝါတောက်ပတဲ့သူတွေအပေါ်မနာလိုဖြစ်မိတဲ့အခါချက်ချင်းစုတည်ကြရပါတယ်တတိယအကြောင်းကတော့ကာမဂုဏ်အာယုန်တွေထဲမှာအပျော်လွန်ပြီးအစားစားဖို့ပါမေ့လျော်နေထို့သူကချက်ချင်းစုတည်ကြရပါတယ်ဒါကြောင့်အပျော်လွန်ခြင်းမဖြစ်ရလေအောင်တတိထားပြီးတော့အစားအစာကိုတောင့်တကြရတာပါအကိုကြီးညီရောစားတဲ့စားတော့ကိုအကိုစားဖို့ချင်တယ်ဆိုရင်ဖြစ်မလားအခုဘောမှာမဖြစ်နိုင်ပါဘူးအကိုကြီးစားလိုက်ရင်အစာမကြေဖြစ်ပြီးနေရမှာပဲသိဆုံးသွားပါလိမ့်မယ်လူပြည်မှာနတ်တွနိုင်ဖြစ်သောအစာကိုစားတောက်နိုင်သောသူကတူးရရှိပါတယ်အကိုကြီးဘသူများလဲစန္ဒကရဲ့သုံးလောကထွတ်တာမြတ်စွာဘုရားပဲဖြစ်ပါတယ်ဒါနဲ့အကိုကြီးတော်လောက်ပြီးခီးဆက်ကြအောင်စို့သူ့စကားကြောင့်ကြုတ်လဲလမ်းလျှောက်ရင်သိကျင်တာတွေမေးမယ်လို့စိတ်ကူးပြီးထိုင်နေရာကနေစန္ဒကနဲ့အတူတူခီးဆက်ခဲ့လိုက်ပါတော့တယ်လမ်းလျှောက်ရင်ငကားဆိုတာဘယ်လိုမျိုးလဲလို့မေးတဲ့အခါများမကြာမီလက်တွေ့ပြသပါမယ်လို့သူကပြန်ပြောတယ်။ဂလုံအကြောင်းမေးတဲ့အခါကျတော့ဂလုံကိုတော့လက်တွေ့ပြသဖို့မဖြစ်နိုင်ဘူး။အာလိန်90ရဲ့ဒုတိယခန္ဓာဖြစ်တဲ့ဂလုံတွေကိုမဆိုထားနဲ့တာမန်ဂလုံငယ်တကောင်ရဲ့အတောင်မှတစ်ဖက်ကတော့လူပြည်အတိုင်းတာအရဆိုရင်မိုင်80ကျော်လောက်ရှိလို့ပြသရင်တော့ဒီလောကကကြီးရဲ့အကောင်ကြီးကိုကျုပ်မျက်စိနဲ့အမြင်မဆက်နိုင်ကြောင်းသူကပြန်ပြောတယ်ဗျာ
ကျုံလဲကျုပ်သိချင်တာတွေကိုတစ်ခုပြီးတစ်ခုမေးရင်းနဲ့တောနဲ့ထဲကိုရောက်မှန်းမသိရောက်လာခဲ့တယ်လမ်းခီးမှာမြောက်တွေကလည်းပြီးတတဝါတကောင်းမှမတွေ့ခဲ့ရဘူးအကယ်၍များဘေးဘီဝဲရမှာလူတူတယောက်ရှိမယ်ဆိုရင်ကျုပ်ကိုတယောက်တည်းစကားပြောနေတဲ့အယူလို့စွတ်စွဲထင်မှတ်သွားကြမှာပဲတကယ်ပါပဲဗျာအလင်းရောင်လည်းတဖြည်းဖြည်းနဲ့ကျဆင်းလာခဲ့ပြီကျုပ်တို့လည်းမယမနာခြေလင်ခီးသွားနေကြသေးပါပဲပေါ့တနေရာရောက်မှာတော့ဒုရဲကြီးမလာတဲ့ခြုံရွယ်ကြီးတစ်ခုကိုတွေ့ရင်ပဲစနကကအဲ့ဒီအရာကဇေဒီဟောင်းတဆူဖြစ်တယ်လို့ပြောပြီးကျုပ်ကိုရှင်းလင်းဖို့ခိုင်းတယ်ကျုပ်လည်းခုတ်ထွင်ရှင်းလင်းဖို့ဓာမပါလာနဲ့လက်နဲ့ပဲခြုံရွယ်ပင်တွေကိုဆွဲနှုတ်ပြီးရှင်းလင်းရတာပေါ့ဗျာခြုံရွယ်တွေကတော့အောက်ခြေခိုင်မာတဲ့ကုတ်အားရှိပုံမရပါဘူးဘာဖြစ်လို့လဲဆိုတော့ကျုပ်ဆွဲယူလိုက်တဲ့အပင်တွေကဘလောင်းမှအားမဆိုင်လိုက်ရပဲကျုပ်လက်ထဲကိုအလွယ်တကူပါလာကြလို့ပါပဲအဲ့ဒီလိုကျုပ်ရှင်းလင်းနေတော့မှစနကကျုပ်ကိုကူညီပြီးတော့ရှင်းလင်းတာမျိုးမရှိဘဲနဲ့ကျုပ်ရှိရာကိုကြော်ခိုင်းပြီးလက်ပိုက်ပြီးမတ်တက်ရက်နေတယ်အထက်ကဆိုခဲ့တဲ့အတိုင်းပဲရှင်းလင်းရတဲ့အလုပ်မှာကျုပ်တို့အခက်ခဲပင်ပန်းမရှိတာမို့စနကမကူညီပေမဲ့လေသူ့ရဲ့မကူညီခြင်းကိုစိတ်ထဲမှာထွက်တက်မနေတော့ဘဲနဲ့ကျုပ်တယောက်တည်းပဲဆက်ပြီးရှင်းလင်းနေလိုက်တော့တယ်အနှဲငယ်ကြတော့ခြုံတွေရှင်းလင်းသွားပြီဖြစ်လို့အလယ်ကနေရလောက်ကနေပြက်ပြီးပြိုကျနေပုံရတဲ့ဇေဒီရဲ့ရုပ်လုံးကကောင်းစွာပေါ်လာနေပြီလေတစ်ကိုင်းတစ်ရွက်တွေကိုအတုံးချပြီးတော့ဇေဒီဝင်းကျင်ကိုလှည့်ကျင်းပြီးကျုပ်အလုပ်ကိုလက်စတက်လိုက်တော့တယ်အဲ့တော့မှစနကလည်းကျုပ်ဘက်ကိုလှည့်လာပြီးဇေဒီရှေ့မှာဒူးထောက်လို့ဖျားရှိခိုးတော့တယ်ဗျာအဲ့ဒီခါကျမှခဏထိုင်ပြီးအနားယူနေတဲ့ကျုပ်လည်းဖျားရှိခိုးဖို့တတိယလာပြီးထိုင်နေတဲ့ပုံစံကိုပြောင်းလိုက်ကဖျားရှိခိုးဦးချလိုက်တော့တယ်ပြီးတော့ခေါင်းမော်လိုက်တဲ့အခါစနကတယောက်စောစောကနေရာမှာမရှိတော့ဘူးအကိုကြီးဒီနေရာကိုသေချာမှတ်သားထားပါတစ်ချိန်ကျရင်ဒီဖျားကိုပြုတ်ပြင်ပါပြုတ်ပြင်နိုင်အောင်လဲစူးစမ်းပါကျုပ်ရဲ့အနောက်ဘက်ကစနကအတန်ကိုကြားလိုက်ရတော့ဖျားကိုဖျားပြက်တွေကိုပြုတ်ပြင်နေဆိုတာကောင်းတဲ့ကိစ္စပဲလေအခုတက်နိုင်ရင်အခုတောင်ထားလောက်လိုက်ချင်းသေးတယ်ဒါကြောင့်စူးစမ်းပါမယ်ညီတော့အဲ့ဒီချိန်မှာပဲမြေပြင်ပေါ်ကိုကြွေကျနေတဲ့တစ်ရွက်တစ်ကိုင်းတွေတဖြောင်းဖြောင်းမြည်တဲ့အတန်တွေကြားရပြီးအဲ့ဒီအတန်တွေကတဖြည်းဖြည်းကျုပ်တို့နဲ့နီးကပ်လာသလိုခံစားလိုက်ရလို့တစုံတစ်ခုကကျုပ်တို့စီလာနေတယ်လို့ခံမှန်းမိလိုက်တယ်ဟာကျုပ်တော်လန့်သွားတယ်ဗျဘလောက်ထိလန့်သွားလဲဆိုရင်လက်ပြလွင့်မတက်လန့်တယ်လို့ပြောရမယ်ကျုပ်ခန္ဓာကိုယ်ကြီးကလှုပ်လို့မရတော့တဲ့အထိတောင့်တင်းသွားသလိုကိုဖြစ်သွားတာမြင်လိုက်ရလဲကြည်အောင်လူကြီးဗျနှခမ်းမွေးကြီးနဲ့ရောင်တစောင်းထုံးလို့လူတရက်အမြင့်မြင့်နေဆိုတာအများဆုံးမြင့်နိုင်9ပေပေါ့ဗျာ9ပေလောက်ထိမြင့်အောင်ဒီလူကိုကြုံမလန့်ဘူးအခုဟာက10ပေကြော်ကြော်မြင့်တဲ့လူကြီးဗျဒီလူကြီးဒီနေရာမှာအမွှေးအမြင်နေနဲ့အရက်10ပေကျော်ရှိတဲ့အကောင်ကြီးဖြစ်နေအောင်ဒါလူမဟုတ်ဘူးနန္နာဘုံကတကောင်ဆိုတဲ့အသည့်နဲ့ကျုပ်ဒီလောက်ထိလန့်သွားမှာမဟုတ်ဘူးစနကနဲ့ကျုပ်အတူရှင်ရနေတာကိုကျုပ်ကိုရှိတယ်လို့တော့ထင်ပုံမရဘူးဗျစနကကိုပဲစိုက်ကြည့်ပြီးလာနေတာအကိုကြီးဇေဒီအနောက်နားမှာသွားနေပါပြောစကားနဲ့တူကျုပ်ပခုံးကိုပုတ်လိုက်မှကျုပ်လည်းသတိဝင်လာပြီးဇေဒီနောက်ထဲပြေးဝင်မိတော့တာပဲဇေဒီအနောက်ဘက်ရောက်မှစောင့်ကြောက်ထိုင်ပြီးဘာရီဆက်ဖြစ်မလဲဆိုပြီးတော့ဇေဒီကိုကွယ်လို့အသာချောင်းကြည့်လိုက်တယ်ဟိုလူကြီးကစနကရဲ့အရှိဝါနှစ်ပြန်လောက်အကွာရောက်တော့ဆက်ပြီးရှေ့တိုးမလာတော့ပဲရက်နေပြီးတော့လက်ခမောင်းတစ်ဖြောင်းဖြောင်းခတ်တော့မှဒါဒီလူကြီးစနကကိုစိန်ခေါ်နေတာမှကျုပ်ရိပ်မိလိုက်တယ်အဲ့ဒီမှာစနကကတဟားဟာရီတော့တာပဲဗျာရီပြီးတော့စနကပြောတယ်တောင်းဆောင်ဘီလူရဲ့သင်အဆင့်နဲ့ကျွန်ုပ်ကိုစိန်ခေါ်ရဲတယ်လားအဲ့ဒီလိုပြောပြီးလေးပေါ်မြောက်တက်သွားပြီးတော့ဂျွန်းတစ်ပတ်ထိုးပြီးပြန်အကြစနကလည်းတောင်ဆောင်ဘီလူရဲ့ခေါင်းကို
လက်သီးစုပ်နဲ့ထုချလိုက်တော့တယ်စနကလက်ချက်နဲ့တောင်ဆောင်ဘီလူလဲဒူးထောင်ကျသွားပြီးချက်ချင်းပြန်ထလာပြီးတော့ခေါင်းကိုလက်နှစ်ဖက်နဲ့ဖိနှိပ်ပြီးတရိမ့်တိုင်းနဲ့လာရလန်းအတိုင်းလှည့်ပြေးသွားတော့တာပဲဗျာတောင်ဆောင်ဘလူးကြီးထွက်ပြေးသွားတော့မှပဲကျုံလဲစနကရှိရာဘက်ကိုထွက်လာခဲ့လိုက်တော့တယ်ဒီကောင်ညီတော်တို့တိုးရဲစဝင်ကလေးကညီတော်တို့ကိုစောင့်ကြည့်နေတာအကိုကြီးဘယ်နေရာကနေစောင့်ကြည့်နေရလဲညီတော်အကိုလည်းမမြင်ခဲ့ရပါလားသူထိုင်နေရာကနေစောင့်ကြည့်နေတာပါအကိုကြီးအကိုကြီးကကိုယ့်ရှေ့ရောက်မှမြင်နိုင်စွမ်းရှိတာဆိုတော့ဘယ်မြင်ပါမလဲသူပြောတာကိုကြုံနားလေလိုက်တာကတော့စနကကလည်းဒေဝယက္ခမျိုးနွယ်ဆိုတော့နတ်အမျိုးနွယ်တစ်ခုပဲလေဒါကြောင့်နတ်မျက်စိလို့ခေါ်တဲ့ဒေဝစက္ကုနဲ့ကြည်တာဖြစ်မယ်ဗျဒီလိုနဲ့ကျုပ်တို့နှစ်ယောက်ခီးဆက်ခဲ့ကြတော့လမ်းခီးမှာချောင်းငယ်လေးတစ်ခုတွေ့တာနဲ့ကျုံလဲကိုလက်တန့်စင်ပြီးရေကိုတဝကြီးတောက်ပစ်လိုက်တယ်ဒါနဲ့ရှေ့ဆက်ခီးဆက်ခဲ့ကြပြန်တော့အတော်အမောင်တို့ကကြီးစိုးလာနေပြီလေနောက်ထပ်အနှဲငယ်လောက်သွားပြီးတော့ရှေ့မနီမဝေးမှာမီးအောင်ပြက်ပြက်လှမ်းမြင်ရလို့ရွာဒါမှမဟုတ်လူနေတော့တွေ့ပြီလေလို့စိတ်ထဲမှာမှတ်ချက်ပြုပြီးမီးအောင်မြင်နေရတဲ့နေရာစီကိုဆက်လျှောက်လာခဲ့ကြတာပေါ့မီးအောင်မြင်ရတဲ့နေရာအနားရောက်မှအင်ဂျင်အတော်များများရှိတဲ့ရွာတရားဖြစ်နေတာကိုသိလိုက်ရတယ်ရွာထိပ်ရောက်တော့ဇရက်တစ်ဆောင်ကိုတွေ့ရပြီးဇရက်အနီးနားမှာနနာဘဝတကောင်စနှစ်ကောင်စလည်းတွေ့ရသေးတယ်ကျုပ်တို့လည်းရွာထဲဝင်ပြီးတော့ရွာလန်းအတိုင်းရှောက်လာကြတဲ့အခါအိမ်တိမ်မှာအထက်မီးအောင်မီးတွေလင်းနေအောင်ထွန်းထားပြီးတော့အိမ်ရှိမှာလည်းလူတွေထိုင်စကားပြောနေကြတာကိုတွေ့ရတယ်ကျုပ်တို့အဲ့ဒီအိမ်ရှိရောက်တဲ့အခါမှာဂရင်တစ်လုံးပေါ်မှာအလောင်းပြင်ထားတာတွေ့မှာပဲအတုပအိမ်မန်းကျုပ်ရိပ်မိလိုက်ရတယ်ဗျာစနကသွားနေရကနေရုတ်တရက်ရက်လိုက်ပြီးအလောင်းရှိရာကိုသေချာကြည့်နေတာနဲ့ကျုပ်လဲအတုပအိမ်ရှိမှာရက်ပြီးစနကကြည့်တဲ့နေရာကိုလိုက်ကြည့်နေပေမဲ့ဘာမှထူးခြားတာမတွေ့ရဘူးအဲ့ဒီအချိန်မှာကိုကြီးအဲ့ဒီမသာမသေးသေးဘူးမျောနေတာရုတ်တရက်စနကရဲ့စကားကြောင့်ကျုပ်လဲအံ့အားသင့်သွားပြီးဟုတ်ရဲ့လားဟာညီတော်ရမှန်ပါကိုကြီးဒါပေမဲ့ဒီညတကောင်ကြော်ရင်တော့သူတကယ်တည်သွားလိမ့်မယ်ညီတော်ကယ်ပေးလို့ရမလားရပါတယ်အကိုကြီးသူတို့စီမှာကုသခွင့်တောင်းလိုက်ပါအဲ့ဒီချိန်မှာလမ်းပေါ်ကနေအတုပအလောင်းကိုစိုက်ကြည့်ပြီးတယောက်တည်းစကားပြောနေတဲ့လူစိမ်းဖြစ်တဲ့ကျုပ်ကိုအထူးဆန်းဖြစ်သွားလို့လားအယူတယောက်ပဲလို့ထင်လို့လားမပြောတတ်ဘူးကျုပ်ကိုဝိုင်းကြည့်နေကြတော့တယ်ဗျာဒီတော့မှကျုပ်လည်းပတ်ဝန်းကျင်ကိုသတိရပြီးအရှက်ပြေပြုံပြလိုက်ပြီးတော့အတုပအိမ်ပေါ်ကိုတက်ပြီးအလောင်းစင်ရှိရာကိုတွားကြည့်လိုက်တဲ့အခါအလောင်းမှာမိန်းကလေးတယောက်ဖြစ်နေပြီးတော့မျက်ခုံးနှာခေါင်းနှာခမ်းနဲ့မျက်နှာကျပုံတို့တွေကတော်တော်ချောတဲ့မိန်းကလေးဖြစ်တယ်ဆိုတာကျုပ်စိတ်ထဲမှာအသိမှတ်ပြုလိုက်မိတယ်ကျုပ်ကိုဝိုင်းကြည့်နေကြတဲ့လူတွေဘက်လှည့်ပြီးအတုပရှင်နဲ့တွေ့ပြစီခင်ဗျာအဲ့ဒီလိုတောင်းဆိုလိုက်တာနဲ့အသားညိုညိုပိန်ပိန်ရှိရှိနဲ့လူကြီးတယောက်ထွက်လာပြီးဦးကသေဆုံးသွားတဲ့သမီးလေးရဲ့အဖေပါကွယ်ဘာကိစ္စများရှိလဲမောင်ရင်ရဲ့ဦးလေးကျုပ်တခုပြောပါမယ်ကျုပ်ပြောပြမယ့်ကိစ္စကဦးလေးတို့အရန်အရေးကြီးပြီးအကျိုးများမယ့်ကိစ္စဖြစ်နေလို့ကျုပ်မေးတာတွေကိုချက်လက်ထားတာမျိုးမလုပ်ဖဲနဲ့အဖိုးလိုမရှိအတိအကျပြောပေးစေချင်ပါတယ်ဗျာကျုပ်သိချင်ရင်စနကကိုမေးလို့ရမှန်းတော့သိတာပေါ့ဗျာဒါပေမဲ့ကျုပ်ကဒီအရက်မှာလူစိမ်းဆိုတော့ကိုယုံကြည်မှုဘယ်လောက်ရှိတယ်ဆိုတာသိချင်လို့စကားအကဲဆန်းလိုက်ရတာဗျဘာများလဲမောင်ရင်ရဲ့သမီးလေးကိစ္စဆိုရင်တော့ဦးအတွက်ပူပူနွေးနွေးကြီးဖြစ်နေလေတော့ဦးအနေနဲ့သမီးလေးဆုံးသွားတာကိုမယုံကြည်နိုင်သေးဘူးဖြစ်နေတယ်ကွယ်ဒါကြောင့်သမီးလေးဆုံးသွားတဲ့အချိန်ထိသမီးလေးအနားမှာရှိနေတဲ့သမီးလေးရဲ့တငယ်ချင်းစောမြကိုသာမေးကြည့်ပါတော့ကွယ်ကျုပ်လဲစောမြလို့ထင်ရတဲ့အသက်20ဝန်းကျင်ကောင်မလေးကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးအဲ့ဒီကောင်မလေးရှိကိုရှောက်သွားပြီးတော့ကဲညီမလေးအကျိုးအကြောင်းလေးပြောပြပါအောင်ကွာဒီလိုပါရှင်ကျမနဲ့ကျမတငယ်ချင်း2ယောက်မနှက်ပြန်ဖျားပန်းကိုလဲဖို့အတွက်ဆိုပြီးတော့တော်ရဲသွားပြီးပန်းခူးကြပါတယ်
နှစ်ယောက်သားပန်းခူးနေရင်ကနေထူးထူးခြားခြားမွှေးနေတဲ့ပန်းအနံကိုရလို့နှစ်ယောက်သားရှာကြည့်ကြရင်လည်းတော်တော်ဝေးထိရောက်သွားကြတယ်ပန်းကိုတော့မတွေ့ဘူးရှင်နောက်မှအိမ်ပြန်ဖို့တတိရလာလို့ပြန်ခဲ့ကြတယ်ပြန်လာကြရင်နဲ့ရွာဝင်သားရောက်လာတော့ရမင်းကမူးတယ်ဆိုပြီးလဲကျသွားတာကျမလည်းဘာလို့ရမှန်းမသိတာနဲ့အော်ဟိတ်အကူကြီးတောင်းလိုက်ပါတယ်ရှင်အဲ့ဒါနဲ့လူတွေရောက်လာပြီးသူတို့ပြောမှအသက်မရှိတော့မှန်းသိရတာပါရှင်ကောင်မလေးကလည်းရှင်းပြပြီးငိုတော့တာပဲဗျာတိတ်ဝမ်းနဲ့မနေပါနဲ့ညီမမင်းတငယ်ချင်းမသေးသေးပါဘူးကျုပ်ပြောလိုက်တဲ့အခါစောမြတွေမကပဲတခြားလူတွေကပါလှုပ်လှုပ်ရှားရှားဖြစ်ကုန်တော့တယ်ဟုတ်ပါမလားမောင်ရင်ရဲ့ဥရိုရွာကစေးစရာကြီးဥပမောင်ကိုယ်တိုင်စမ်းသက်ပြီးတော့တေဆုံးချောင်းထောက်ခံပေးထားတာကွဒါကတော့ဥရဲ့ပညာရှိသတိဖြစ်ခဲဆိုတာလိုမျိုးပေါ့တကယ်လို့ဥခွင့်ပြုတ်မယ်ဆိုရင်အလုံးရဲ့ရှေ့မှာပဲကုသပေးပြရစီဥအတွက်အရှုံးမရှိပါဘူးတေချာလေးစဉ်းစားပါအခုအချိန်ကကုသဖို့အခွင့်ကောင်းပဲညတကောင်လွန်သွားရင်တော့ကျုပ်လည်းဘာမှမတတ်နိုင်တော့ဘူးဗျဒီလိုဆိုလိုက်မှသာအဖေဖြစ်သူကလက်ခံတော့တယ်စနကလည်းအရင်တစ်ခေါက်ကလိုပဲဖျားစင်ရှိရာကိုသွားခိုင်းပြီးကျုပ်ခန္ဓာကိုယ်ကိုဖျားကိုလှူခိုင်းပြီးတော့တရားထိုင်ခိုင်းပြန်တယ်အဲ့ဒါကြောင့်ကျုပ်လည်းစေးမကုသမီတီလာစောက်တီလိုတာနဲ့ဖျားစင်ရှိခဏသွားလို့ကြောင်းပြောပြီးလိုက်ပြပေးဖို့တောင်းဆိုလိုက်တယ်ဖျားစင်ရှိရောက်တဲ့အခါစနကစကားအတိုင်းအစင်စင်ပြုလုပ်ပြီးတော့တရားထိုင်ဖို့မျက်စိကိုစမိတ်လိုက်တာပေါ့ကျုပ်မျက်စိစမိတ်လိုက်တယ်ဆိုတာနဲ့တစုံတစ်ယောက်ကကျုပ်လက်မောင်းကိုကင်မလိုက်ပြီးတော့အထက်ကိုရုတ်တရက်တက်သွားတာမျိုးနဲ့အောက်ကိုရုတ်တရက်ပြန်ကျသလိုမျိုးခံစားချက်တို့ကိုခံစားလိုက်ရပြီးအကိုကြီးမျက်လုံးဖွင့်လို့ရပါပြီစနကအတန်ကိုကြားလိုက်ရတယ်ကျုပ်မျက်စိဖွင့်ကြည့်လိုက်တဲ့အခါပန်းညံကြီးတစ်ချမ်းနဲ့ရောက်နေပြီးအမျိုးမီမသိတဲ့ပန်းတွေမျိုးစုံပွင့်နေတာကိုမြင်တွေ့ရပေမဲ့လေဘာနန်းမှမရတာကထူးဆန်းနေတယ်လေစနကကျုပ်ရှိကနေဥဆောင်သွားနေရတဲ့ကျုပ်လဲသူ့နောက်ကိုလိုက်သွားလိုက်ရတယ်တနေရာကိုရောက်တော့ရွှေရောင်တောက်နေတဲ့ဂရင်တစ်လုံးပေါ်မှာမိန်းကလေးတယောက်ကိုအိပ်ရက်သာတွေ့လိုက်ရတယ်စနကကျုပ်ကိုဒီနေရာကနေပြီးဘဲမှမသွားဘူးပြောပြီးတော့အိပ်နေတဲ့မိန်းကလေးစီကိုအပြေးတစ်ပိုင်းပြေးသွားလိုက်တယ်ပြီးတော့မိန်းကလေးကိုပွေ့ချီလိုက်ပြီးကျုပ်ရှိရာကိုပြန်လာမယ်အလုံးမှာစနကအထက်ကောင်းပေါ်ကပိုက်ကုံလိုပုံစံမျိုးတစ်ခုကျလာပြီးတော့စနကလည်းပိုက်ကုံနဲ့လုံးထွေးသွားပြီးထောင်ချောက်တစ်ခုမိသွားပြီလို့သိသွားပုံရတယ်ဒေါသထွက်ကတောက်တစ်ချက်ခောက်ပြီးမိန်းကလေးကိုလက်ကချပြီးတော့ပိုက်ကုံကိုအားကုံသုံးပြီးစွဲဖျဲနေတယ်ဒါပေမဲ့ပိုက်ကုံကအယောင်မျိုးစုံထွက်လာပြီးစနကကိုရစ်ပတ်နေတော့တယ်အဲ့လိုဖြစ်နေတာကိုစနကတွေ့ပုံရပေမဲ့လေဂယုမဆိုင်ဖဲနဲ့ပိုက်ကုံကိုပဲဆွဲဖျဲနေတယ်စနကရဲ့ကြိုးပမ်းမှုကြောင့်ပိုက်ကုံလည်းတစစီဖြစ်သွားပြီးပြဲသွားတဲ့ပိုက်ကုံကိုလုံးထွေးကင်ပြီးတော့မြေပြင်ပေါ်ကိုကင်ပေါက်ချလိုက်တာပြီးတော့ညာဘက်ခြေပြောင်းနဲ့အားကုံပုံစံမျိုးတုံးပြီး၃ချက်တိတိပေါက်ချလိုက်တော့တယ်ဗျာဖနှောက်ပေါက်ချလိုက်တဲ့အခါမှာစနကကိုရစ်ပတ်နေတဲ့အယောင်တွေလည်းချက်ချင်းဆိုသလိုပဲပျောက်သွားပြီးတော့အရန်ထွားကြိုင်းလာတဲ့လူကြီးတယောက်လဲစနကအနာဘုံကနေပြုတ်ကြပြီးပါဇက်ကနေအညိုရောင်ရည်ထွက်လာပြီးတော့ငိမ်သက်သွားတော့တယ်အဲ့ဒီအခါကျမှစနကအဲ့ဒီလူကိုကြည့်ပြီးစိတ်ကျဉ်သက်သွားတဲ့ပုံမျိုးနဲ့မောက်နေတဲ့လူရဲ့ခန္ဓာကိုယ်ကိုခြေထောက်နဲ့ကန်ပြီးလှန်လိုက်တယ်ကျုပ်ကိုလည်းရက်ခေါ်တယ်ကျုပ်လည်းသူ့အနာကိုသွားပြီးလဲကျနေတဲ့သူကိုကြည့်လိုက်တော့ကျုပ်တို့လာခဲ့ရလမ်းမှာစနကကိုလက်ခမောင်းခတ်ပြီးစိန်ခေါ်ခဲ့တဲ့တောင်ဆောင်ဘလူးကြီးဖြစ်နေတာကိုထူဆန်းစွာနဲ့တွေ့လိုက်ရတော့တာပဲပြို့စနကလည်းအိပ်ပျော်နေတဲ့မိန်းကလေးငယ်ကိုဘယ်လန်းတစ်ဖက်ထဲနဲ့ပွေထားပြီးကျုပ်ကိုအားလုံးပြီးတော့ပါပြီကိုကြီးကျုပ်လည်းအခုဖြစ်ပျက်သွားတဲ့ကိစ္စတွေကိုစဉ်းစားမရလို့မေးမယ်လို့စနကကိစ္စအားလုံးပြီးသွားပါကပြောပြမှာဖြစ်ပြီးတော့အခုချိန်မှာမိန်းကလေးကိုအချိန်မီကယ်ဖို့လိုအပ်တယ်လို့ပြောလာတာမို့သိကျင်တာတွေကိုမြို့သိပ်ပြီးမျက်စိကိုမှိတ်ထားလိုက်ရတော့တယ်ဗျာကျုပ်မျက်စိမှိတ်လိုက်တာနဲ့အတူမြင့်တက်သွားခြင်းနှိပ်စင်းသွားခြင်းရဲ့အဆုံးစ
စနကပြောစကားကိုတော့မစောင့်နိုင်တော့ပဲမျက်စိဖွင့်ကြည့်လိုက်တော့ကျုပ်လဲဖျားစင်ရှိပြန်ရောက်နေတာကိုတွေ့လိုက်ရတယ်လေဒုတိယကြိမ်ဒီလိုဖြစ်တာမို့လို့ကျုပ်စဉ်းစားဆင်ခြင်ကြည့်တော့မြင်သွားခြင်းနှိမ်သွားခြင်းနဲ့ခရီးသွားခြင်းကကျုပ်ရဲ့ရုပ်ရောနံပါသွားခြင်းမဟုတ်ပဲစနကကျုပ်ရုပ်ခန္ဓာကိုယ်ကိုဖျားစင်ရှိမှထားခဲ့ပြီးတော့ကျုပ်ရဲ့ရုပ်နံတက်တက်ကိုခေါ်သွားတာပဲဖြစ်မယ်လို့စဉ်းစားမိပြီးဒီအဖြစ်ဘက်ကိုအထူးအဆန်းလို့မခံစားရတော့ပါဘူးဗျာကျုပ်လဲထိုင်နေရကနေညာဘက်ကိုလှည့်ကြည့်လိုက်တော့စနကအိပ်ပျော်နေတဲ့မိန်းကလေးကိုဝက်လျက်သားတွေ့ရပြီးနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့အာသုဘရှင်လူကြီးနဲ့အတူလူ10ယောက်လောက်ကိုတွေ့လိုက်ရတယ်ကျုပ်ကစနကကိုပြန်လှည့်ကြည့်လိုက်တဲ့အခါသူကကျုပ်ရှေ့ကနေဥဆောင်ပြီးအလောင်းပြင်ထားတဲ့နေရာကိုသွားနေတော့ကျုပ်လဲသူ့နောက်ကိုလိုက်သွားရတာပေါ့ကျုပ်နောက်မှာလဲကျုပ်လှုပ်သမျှကိုစူးစမ်းလိုစိတ်ရှိတဲ့ပုံနဲ့အာသုဘရှင်လူကြီးနဲ့အတူတူလူ10ယောက်လောက်ကလိုက်ကြည့်ကြတယ်လေအလောင်းသားကိုရောက်တော့စနကဘယ်ဘက်လက်နဲ့အိပ်ပျော်နေတဲ့မိန်းကလေးကိုပွေထားလျက်တေပြီလို့ထင်မှတ်ပြီးပြင်ဆင်ထားတဲ့အလောင်းရဲ့နှစ်ဖူးကနေစပြီးနှာပြားအထိကိုသူ့ရဲ့ညာလက်ညှိုးနဲ့သုံးခါတီတီပုတ်ပြီးဆွဲချလိုက်တယ်။အဲ့ဒီလို၃ချိန်မြောက်ဆွဲချပြီးရဲ့အခါမှာတော့စနကပွေဖက်ထားတဲ့မိန်းကလေးကလည်းစနကလက်ကလွတ်ကအိပ်ပျော်နေလျက်အထက်သို့လွင့်မြောက်တက်သွားပြီးတော့ပလက်အနေထားနဲ့တဖြည်းဖြည်းအောက်သို့နှိမ့်ကျလာပြီးနောက်ဆုံးသေပြီလို့သတ်မှတ်ထားတဲ့မိန်းကလေးခန္ဓာကိုယ်တွေကိုဝင်ရောက်ပြီးပျောက်ကွယ်သွားတော့တယ်ဗျာအဲ့ဒီအခါမှာတယောကင်မုန်းခေါင်းလျှော်ရည်ကိုခွက်တစ်ခုတည်းထည့်ပြီးယူခိုင်းတာနဲ့ကျုပ်လို့သမျှကိုစောင့်ကြည့်နေတဲ့လူအုပ်ကိုကြည့်ပြီးတော့တယောကင်မုန်းနဲ့ခေါင်းလျှော်ရည်ကိုလှမ်းတောင်းလိုက်တယ်ခေါင်းလျှော်ရည်ကရောက်လာတဲ့အခါမှာခွက်ကိုကင်ပြီးတော့စနကပြောတဲ့အတိုင်းတန်ဖို့တွေကားတာကို၃កောက်တိတိရွတ်လိုက်တယ်အဲ့ဒီလိုရွတ်နေတော့စနကသူ့ရဲ့ညာဘက်လက်ညှိုးကိုခွက်ထဲထည့်ပြီးတော့ထိုးနှစ်ကောင်မှွေနေတော့တယ်အဲ့လိုမှွေလိုက်တာနဲ့ခွန့်တင်းကခေါင်းလျှော်ရည်တွေကခြာလပတ်ရန်ကလဲနေတော့တယ်အဲ့ဒီလိုဖြစ်နေတာကိုတွေ့တော့ကျုပ်ကိုစောင့်ကြည့်နေတဲ့သူတွေကအထူးဆန်းဖြစ်ပြီးတော့ဝိုင်းကြည့်နေကြတော့တာပေါ့အဲ့ဒီနောက်စနကမိမျောနေတဲ့မိန်းကလေးရဲ့ခေါင်းအထက်သပင်ပေါ်ကိုခွက်တွင်းမှာရှိတဲ့ခေါင်းလျှော်ရည်တွေကိုလောင်းချဖို့ပြောတာနဲ့ကျုံလဲအဲ့ဒီမျောနေတဲ့မိန်းကလေးနာတို့ကတ်သွားပြီးတော့ခေါင်းလျှော်ရည်တွေကိုလောင်းချလိုက်တော့တယ်ခွက်တင်းကခေါင်းလျှော်ရည်တွေအကုန်ကုန်သွားတဲ့အခါမှာစနကအဲ့ဒီမိန်းကလေးအနားကိုကတ်ပြီးမိန်းကလေးရဲ့နှစ်ဖူးကိုလက်ညှိုးနဲ့ထောက်လိုက်တဲ့အခါမိန်းကလေးကအိပ်ပျော်နေရကနေနိုးလာတဲ့သူမျိုးမျက်လုံးကိုတဖြည်းဖြည်းနဲ့ဖြင်းချင်းစွာဖွင့်လာတော့တယ်အဲ့တော့မှကျုပ်လဲတပြင်းချနိုင်တော့တယ်တပြင်းချလိုက်တာကတခြားမဟုတ်ဘူးကျုပ်ထင်ထားတာကမိန်းကလေးကနိုးချင်းမျက်လုံးတွေစက်ကနေဖွင့်လိုက်မှလားလို့ဘာကြောင့်မှမသိအဲ့ဒီလိုမြင်ရမှာကိုတုန်လှုပ်နေတယ်အခုလိုမိန်းကလေးကမျက်စိကိုဖြည်းဖြည်းညင်ညင်လေးဖွင့်လာတာကြောင့်တပြင်းချမိတာပဲအလောင်းစင်ဆိုပြီးပြင်ထားတဲ့ကရင်ထက်ကမိန်းကလေးကအဲ့ရကနိုးလာတယ်လို့မျိုးလူးလွန်လာတဲ့အခါအဲ့ဒီအချင်းရာကိုမြင်ပြီးကျုပ်လှုပ်သမျှကိုစောင့်ကြည့်နေကြတဲ့လူတွေကအံ့ဩမင်သက်ဖြစ်နေကြတာလားမသိတုတ်မှမလှုပ်ကြတော့ဘူးအဲ့ဒါနဲ့ကျုပ်လဲမိန်းကလေးလက်ကိုကင်ပြီးတော့ညီမလေးနိုးလာပြီလားရေတစ်ခွက်ပေးဖို့မင်သက်နေတဲ့လူတွေဘက်ကိုလှည့်ပြီးတော့တောင်းဆိုလိုက်ရတော့တယ်ဗျာအဲ့ဒီခါကျမှမင်သက်နေတဲ့လူတွေကလည်းလှုပ်လှုပ်ရှားရှားဖြစ်လာပြီးတော့ရေခတ်သူကခတ်မိန်းကလေးနာဝိုင်းအောင်လာကြတော့တယ်ကျုံလဲမျက်စိနောက်နားနောက်မခံလို့တာနဲ့အိမ်ကိုလာတဲ့သူတွေကိုအဲ့ခံဖို့တိတ်ခင်းထားတဲ့စပွဲတစ်လုံးစီကိုသွားပြီးတော့ထိုင်နေလိုက်တော့တယ်မကြခင်စနကကျုံနာကိုရောက်လာပြီးမိန်းကလေးမှာလက်ပြလှသူဖြစ်တာကြောင့်တောင်ဆောင်ဘလူးကတက်မှတ်ပြီးတော့ပေါင်းသိဖို့ရန်အတွက်မိန်းကလေးရဲ့ဝိညာဉ်ကိုဖမ်းဆီးထားခြင်းဖြစ်ကြောင်းပြောပြရတော့တယ်ဒါဆိုညီတော့ဖမ်းချုပ်ခံလိုက်ရတဲ့ခြောင်ချောက်ကရောကျုပ်လွန်စွာသိကျင်နေတဲ့ကိစ္စကိုမေးမြန်းလိုက်တာပေါ့အဲ့ဒီထောင်ချောက်က
တောင်ဆောင်ဘလူးရဲ့ပိုင်နက်အတွင်းမှာအသက်ကုန်သွားတဲ့မော်ဆရာတယောက်ရဲ့ပစ္စည်းဖြစ်ပြီးအဲ့ဒီပစ္စည်းကလူလောကမှာရုံညံ့တယ်လို့ယူဆထားတဲ့မိနေတဲ့ထမိန်အစိမ့်သေးသူရဲ့အသုံးဆောင်များကိုမော်ပညာနဲ့စီရင်ထားတဲ့ထောင်ချောက်ဖြစ်တယ်လို့ပြောပြလာတယ်။ဒီရုံညံ့တဲ့ပစ္စည်းတွေကညီတော်ကိုမထိခိုက်စေဘူးလား။ကျုပ်မေးကြည့်တော့သူ့ရဲ့အဆန်းအစတွေကလက်ကျင်ယူထားခြင်းမဟုတ်သလိုတင်ယူထားခြင်းလည်းမဟုတ်ကြောင်းအရင်ဘဝကုသိုလ်ကံတွေကြောင့်ဒေဝယက္ခဖြစ်မွေးဖွားလာတာနဲ့သူ့မသိမချင်းသူ့အစွမ်းများမကွယ်ပြောက်နိုင်ကြောင်းကိုရှင်းပြတော့တာပေါ့အဲ့ဒီခါမှကျုပ်လဲသိကျင်တဲ့အချက်ကိုသိလိုက်ရလို့အတော်ကျဉ်တ်သွားတယ်ဗျမကြမီပါပဲမိန်းကလေးရဲ့ဖခင်ဆိုတဲ့သူကသူ့သမီးကိုဖေးမပြီးကျုပ်နာကိုရောက်လာတယ်မိန်းကလေးကိုကြည့်လိုက်တဲ့အခါရေမိုးချိုးထားပြီးအဝတ်စားတစ်တွေပြောင်းလဲဝတ်ဆင်ထားပြီးပြီကိုတွေ့လိုက်ရပြီးကျုံလဲအဲ့ဒီခါမှမိန်းကလေးကိုသေချာကြည့်ပြီးတော့အလွန်လှပတဲ့မိန်းကလေးပဲလို့စိတ်ထဲမှာသတ်မှတ်မိလိုက်တော့တယ်ဗျမိန်းကလေးရဲ့ဖခင်မှာအယမ်းပျော်ရွှင်နေပုံရပြီးမျက်ရည်ဝဲနေကကျေးဇူးတင်စကားဆိုတော့တာပဲမိန်းကလေးကလည်းအလွန်ယိုကျိုးစွာနဲ့ကျေးဇူးတင်စကားပြောဆိုပြီးသူ့ရဲ့အသက်သခင်ဖြစ်တယ်လို့ဆိုကာမြေပြင်ပေါ်မှာထိုင်ပြီးဥချကြောနေတော့တယ်။ကျုံမှလည်းငယ်စဉ်ကကိုရင်ဝတ်တုံးကသာဒီလိုမျိုးရှစ်ခိုးခံရဘူးတာမို့အခုချိန်မှာအချိန်ပြည့်မူးယူနေတဲ့လူမလေးခွေးမခန့်ဆိုတာလိုမျိုးဖြစ်နေတာမို့အခုလိုမျိုးကျုပ်ရှိမှာကျုပ်ကိုထိုင်ရှစ်ခိုးနေတာကိုမြင်ရတဲ့အခါရင်ထဲစွတ်တက်လာသလိုကြီးဖြစ်ပြီးပိဋိအစွမ်းနေနဲ့မျက်ရည်တွေပဲထွက်ချင်းသလိုလိုဖြစ်သွားကအလင်းအမြန်ကိုစိတ်ထိန်လိုက်ရတော့တာပဲပြူအဲ့ဒီနောက်မှာတော့မိန်းကလေးရဲ့ဖခင်ဖြစ်သူကထမင်းစားပြီးမပြီးကြကိုမေးမြန်းတော့ကျုပ်ကလည်းမဆရသေးကြောင်ပြန်ပြောပြတဲ့အခါကျုပ်ကိုထမင်းစပွဲတီခင်းပြီးတော့ကျွေးမွေးအခန့်တယ်မိန်းကလေးကအခုထမင်းပွဲကကောက်ကငင်ကပြင်ဆင်လိုက်ရတာမို့ဟင်းအမေမဆုံရခြင်းအတွက်အလွန်ပဲအားနာနေတော့ကျုပ်ကမလိုအပ်ကြောင်းကိုပြောပြီးအခုအချိန်တွေကပင်အတော်ကိုစားမြိန်လာပြီဟုပြန်လဲပြောဆိုခဲ့ရတယ်။ကျုပ်ထမင်းစားနေတော့လူတွေအများကြီးကဝိုင်းအောင်ပြီးကျုပ်ကိုလေးစားအံ့ဩနေတဲ့ပုံစံမျိုးတွေနဲ့ဝိုင်းကြည့်နေကြတာကြောင့်ကျုပ်မှာဘိုက်အရန်စားနေပေမဲ့လည်းအီရင်ကြီးနဲ့ဟန်လှုပ်ပြီးစားပြနေရတာကကျုပ်တို့အတော်ပင်စိတ်ကျဉ်းကြက်လှတယ်ပြို့စားတော့ပြီးတဲ့အခါကျုပ်တို့အိမ်အပေါ်တက်မှာဖျားစင်ရှိအိမ်ရပြင်ပေးပြီးဖြစ်ကြောင်းပြောတယ်ကျုပ်လဲထိုင်နေပြီးစကားမရှိစကားရှာပြောနေရခြင်းထက်သွားအိတ်နေတာကပိုလွတ်လပ်တယ်လို့စိတ်ထဲခံယူပြီးဆုံးဖြတ်ချက်နဲ့အတူတူစနကနဲ့အတူအိမ်ပေါ်ကိုတက်လာခဲ့လိုက်တော့တယ်ကျုပ်အိပ်ပျော်နေတော့အကိုကြီးထစနကရဲ့အတန်ကြောင့်ကျုပ်လဲအိတ်ရကလူးလဲထားလိုက်ပြီးအချိန်ကိုခံမှန်းကြည့်လိုက်တော့မနဲ့လင်းဖို့အတော်ပင်လုံနေသေးတာအကိုကြီးဒီအချိန်ကခရီးဆက်ဖို့အကောင်းဆုံးပဲစနကအခုလို့ဆိုတော့ကျုပ်လဲလွယ်ရီလေးကိုကောက်လွယ်ပြီးအိမ်မောကျနေတဲ့အိမ်သားများမနှိုးအောင်ဖော့ဖြည်းဖြည်းနင်းပြီးအိမ်အပြင်ကိုစနကနဲ့အတူတူထွက်ကရွာလန်းအတိုင်းရှောက်လန်းပြီးခရီးဆက်ခဲ့ကြတော့တယ်ဗျာ